はい、皆さん、こんにちは。先生တို့ reading ဖတ်လာတာအခုဆိုရင်တာဟီတို့ဤကာရဲတို့ပြီးသွားပါပြီနော်အဲ့တော့ဒီနေ့မှာတော့ဆက်သင်ရမယ့်အကြောင်းအရာဒီ he you ပါ he you ဆိုတဲ့အကြောင်းအရာကိုဆက်သင်ရပါမယ် he you ကိုမြန်မာလိုတိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင်သူကဥပမာတင်စားပြီးတော့ဖော်ပြခြင်းမြန်မာစာရေးပုံရင်းနေတယ်ဆိုရင်တော့ဥပမာအလင်္ကာဆိုပြီးတော့ပြောလို့ရပါတယ်နော်အဲ့တော့難しいことを私たちがよく知っている日常的なことに置き換えて、例えて、わかりやすく説明することであるで。ヒルとは、ヒルスラがあれ、ヒルスラが写真あれ、難しいことをかけるကိစ္စတွေကိုတဲ့ခက်တဲ့အရာတွေကိုတဲ့私たちငါတို့တွေကよく知っているကောင်းကောင်းသိတဲ့日常的なことをနေ့စဉ်ဘဝမှာနဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ okay ခိုင်းတဲ့အစားထိုးပြောင်းလဲတယ်အစားထိုးပြောင်းလဲတယ်ဆိုတာကိုနောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ဒီမှာခွင့်စားခွင့်မိတ်ထဲမှာရေးထားတယ်တာတိုအေတဲ့ဆိုတာကဥပမာတင်ပြီးတော့ဖော်ပြတယ်ဘာလို့ဥပမာတင်ပြီးဖော်ပြရဲဆိုဝါကာရီယာစကုဆေစမေးစရုခုတိုတဲ့အာရုတဲ့နားလေရလွယ်အောင်လို့တဲ့ရှင်းပြချက်တွေကိုလောက်တာမျိုးဖြစ်ပါတယ်တဲ့ပြောချင်တာက he you ဆိုတဲ့အဓိပ္ပာယ်ဒီစာပိုက်ထဲမှာစာရေးသူကခတ်တဲ့အကြောင်းအရာကိုပြောထားတယ်ဒါပေမဲ့ခတ်တဲ့အကြောင်းအရာကိုပြောတဲ့အချိန်မှာသူကစာဖတ်တဲ့သူတွေနားမလည်မှာစိုးလို့စာရေးတဲ့သူကလက်ရှိပေါ့နော်လူတိုင်းမိဘကောင်းကောင်းသိလောက်တဲ့အကြောင်းအရာတစ်ခုနဲ့ဥပမာတင်စားပြီးတော့သူခတ်တယ်ဆိုလဲခတ်တယ်ချင်းတဲ့အကြောင်းအရာကိုနှိုင်းယှဉ်ပြီးတော့ပြောသွားတယ်ဥပမာ sorry နှိုင်းယှဉ်တာမဟုတ်ဥပမာတင်ပြီးတော့ပြောသွားတယ်ဘာလို့ပြောသွားတာလဲဆိုရင်နားလည်လွယ်အောင်လို့ပေါ့နော်ရှင်းပြသွားပါတယ်အဲ့ဒါကို he you လို့ခေါ်ပါတယ်တဲ့本本に無縁サバイマ、それまでの内容と全く関係のない言葉が突然出てきたら、比喩を使っているかもしれないで、本本無縁サバイテーマで、それまでのအခုဒီဖတ်လာခဲ့တဲ့အကြောင်းအရာတွေနဲ့全く関係のないလုံးဝမသက်ဆိုင်တဲ့言葉が突然出てきたら、စကားလုံးတစ်လုံးကရုတ်တရက်ကြီးထွက်လာမယ်ဆိုရင်ဆရာတို့ဒီစာပိုက်တစ်ခုမှာကိုကဖတ်နေတဲ့အကြောင်းအရာတစ်ခုဒါပေမဲ့ဖတ်နေရင်းနဲ့မှရုတ်တရက်ကြီးမဆိုင်တဲ့အကြောင်းအရာတစ်ခုပေါ်လာမယ်မဆိုင်တဲ့ခိုတိုးဘတစ်ခုပေါ်လာမယ်ဆိုရင်တဲ့ဟီယူစကားတဲ့ဤတို့ခမရှိတဲ့နိုင်တဲ့ဟီယူဆိုတဲ့စာပိုက်အမျိုးအစားကိုတုံးထားတာဖြစ်ပါတယ်ဒီဥပမာတင်ပြီးဖော်ပြတာကိုတုံးထားတာမျိုးဖြစ်နိုင်ပါတယ်တဲ့ဒါကြောင့်မလို့နာနီယိုနာနီနီထားတွေ့တဲ့ဤတို့ကしっかりစကားမှုဘာကိုဘာနဲ့ဥပမာတင်ထားလဲဆိုတာကိုしっかりတေးသေးချာချာလေးစကားမှုကိုဖန်ဆုပ်ကြည့်ကြပါစို့တဲ့နော်အဲ့တော့သူပြောထားတာဒီ he you ဆိုတာဒီစာပိုက်ထဲမှာခက်ခဲတဲ့အကြောင်းအရာတွေကိုဒါရှိတော့ကောင်းကောင်းသိတဲ့皆さんတို့ကောင်းကောင်းသိတဲ့အကြောင်းအရာတစ်ခုနဲ့ဥပမာတင်ပြီးပြောထားတယ်အဲ့တော့စာပိုက်ဖတ်နေရင်းနဲ့မှကိုကရုတ်တရက်ကြီးဒီစာပိုက်ထဲကအကြောင်းအရာနဲ့မဆိုင်နဲ့ခိုးတော့ပါတစ်လုံး vocab တစ်လုံးပေါ်လာပြီဆိုရင်စကားလုံးတစ်လုံးပေါ်လာပြီဆိုအဲ့ဒီစကားလုံးက he you ကိုသုံးထားတာဖြစ်တာမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဇာစီတို့သတိထားပြီးဖတ်ကြရပါမယ်တဲ့နော်အဲ့တော့ Ray တိုင်း Roku လေးဖတ်ကြည့်အောင်スポーツをやる目的や関わり方は始終多様である。ကဲဖတ်ကြည့်အောင်အကစားကိုတဲ့လုတ်တဲ့မုတ်ကုတဲ့ခိရည်ရွယ်ချက်တွေခါဝါရီခတာလုတ်ပုံလုံနည်းတွေပါဝင်ပတ်သက်ပုံပတ်သက်နည်းတွေကတဲ့ရှုကျတာရောတဲ့အားရှုကျဆိုတာကအမျိုးမျိုးတာရောတဲ့အားဆိုတာကကွဲပြားပါတယ်တဲ့အဲ့တော့အကစားကိုလောက်ရတဲ့ရည်ရွယ်ချက်တွေပြီးအကစားမှာပါဝင်ပတ်သက်ပုံတွေကမျိုးမျိုးကွဲပြားပါတယ်တဲ့オリンピック的メダルを争うような熾烈なスポーツもあれば、オリンピックでオリンピックပြိုင်ပွဲမှာတဲ့ကင်းမေဒါルဆိုရွှေတံဆိပ်စုကိုပြောတာနော်ရွှေတံဆိပ်စုအတွက်အာရဆိုယောနာရှင်ပြိုင်နေရွှေတံဆိပ်စုအတွက်ရှင်ပြိုင်နေရှိတဲ့ဆိုတာပြင်းထန်တဲ့စပိုးစမွန်အားတွေပါအကစားတွေရှိတယ်လို့မျိုးဒါလေးဒီ short high လို့အတန်းထွက်ပါတယ် short high ဆိုတာအနိုင်အရှုံး 勝敗はともかくみんなで楽しく遊べば良いというスポーツもある。勝敗はともかくအနိုင်ရှုံးကိုထဲမတွက်ဘူးအနိုင်ရှုံးကတော့အသာထားမိနာတဲ့အားလုံးနဲ့တာနုရှိခုပျော်ပျော်ရွှင်ရွှင်အာဆိုပဲပကစားမယ်ဆိုရင်ရောဤကောင်းတဲ့ဒိုယူစပိုစမောအားတို့အဲ့လိုမျိုးအားကစားမျိုးလည်းရှိပါတယ်ဆိုလိုချင်တာဒီလုံးဝပြင်းထန်တဲ့ကွာအိုလံပစ်လိုပြိုင်ပွဲရွှေတံဆိပ်စုအတွက်ပြိုင်ရတဲ့ပြိုင်ပွဲမျိုးလည်းရှိသလိုအနိုင်ရှုံးကိုထဲမတွက်ပဲနဲ့ဒီတိုင်းအကုန်လုံးပျော်ပျော်ရွှင်ရွှင်ပါဝင်နိုင်တဲ့အားကစားမျိုးတွေလည်းရှိတယ်လို့ပြောထားတယ်
ခန်းကွန်းသောတာမင်နိကျမ်းမာရေးအတွက်အာရုဤဝတချို့တွေကတော့ recreational တာမင်နိတို့ယူ suppose မအာရုတချို့တွေကကျမ်းမာရေးအတွက်ဒါမှမဟုတ်ရင်လည်းအပန်းပြေဖို့အတွက်ဆိုပြီးတော့လုပ်တဲ့အားကစားမျိုးတွေလည်းရှိသလိုတဲ့အဖို့တဲ့တစ်ဖက်မှာလည်း suppose ကရှိကတော့တို့ယူ pro suppose မစွန်းစားရှိတဲ့ဤတို့အားကစားကတဲ့အလုပ်ပဲဆိုပြီးတော့ professional ကြကြဒီအားကစားကိုစောင့်နေတဲ့လူတွေလည်းပဲစွန်းစားရှိတဲ့ဤတို့တည်ရှိနေပါတယ်တဲ့ရှိကရှိဒါပေမဲ့ယာရိခတရမိုကုတေကီဝါချီကရဲ့သူ့ရဲ့ဒီပေါ့နော်အကစားကိုလုပ်ရတဲ့လုပ်ပုံလုပ်နည်းတွေရဲ့ရည်ရွယ်ချက်တွေကတော့ကွဲပြားပေမဲ့တဲ့မတူညီပေမဲ့ဒိုရေမို့ suppose တဲ့အာရုခုတ်တနီဝဘယ်ဟာပဲဖြစ်ဖြစ် suppose တဲ့အာရုခုတ်တနီဝခါဝါရီဝနိုင်ခါဝါရီဝနိုင်တို့ကျွန်တော်ကသူကပြောင်းလဲမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူဆိုလိုချင်တာကဘယ်ဟာပဲဖြစ်ဖြစ်အားကစားဆိုတာပြောင်းလဲမှာမဟုတ်ဘူးတဲ့အဲ့တော့ကျမကြီးအတွက်ပဲလှုပ်အပန်းဖြေဖို့အတွက်ပဲလှုပ်ဒါမှမဟုတ်ရင် professional အကြကြပဲလှုပ်ပေါ့နော်ဘယ်ဟာပဲဖြစ်ဖြစ်အားကစားကအားကစားပဲဆိုတဲ့အချက်ကတော့ပြောင်းလဲမှာမဟုတ်ပါဘူးတဲ့ level ကချီကတဲ့မို့ suppose နာတော့တဲ့အားတို့အဆင့်တွေ level တွေကွာခြားရင်တောင်မှအားကစားကအားကစားပဲဖြစ်ပါတယ်တဲ့そのレベルから過ごしてもうまくなり強くなりなよとするやり方は基本的に違いのないものであるဒီ level တွေမှာနည်းနည်းလေးပဲဖြစ်ဖြစ်ပို့ပြီးတော့ဥမခုနာရီပို့ပြီးတော့ကောင်းလာခြင်းနဲ့တော်လာခြင်းနဲ့ဒါမှမဟုတ်ဆွေရခုနာတို့ပို့ပြီးတော့ကျွမ်းကျင်လာခြင်းနဲ့လို့လောက်တဲ့ယာရိခတာနီးလန်းတွေကခီဟွန်တဲ့ကီနိရေဘူးရအားဖြင့်ကတော့ခြိကိုင်းတော့နိုင်မလို့တဲ့အားတို့ကွာခြားချက်ကရှိမှာမဟုတ်ပါဘူးတဲ့အဲ့တော့ကိုက level beginner level ပဲရောက် pro level ပဲရောက်ပေါ့နော်ဒီအားကစားကို level ထပ်မြင့်ခြင်းနဲ့ဒါမှမဟုတ်ဒီအားကစားကိုလေ့ကျင့်နေတယ်ဆိုရင်ပို့ပြီးတော့တဆင့်ကောင်းအောင်လုပ်ဖို့အတွက်တတ်မှအောင်လုပ်ဖို့အတွက်ဆိုရင်ရေဘူးရအပြင်အခြေခံအပြင်ကတော့တဲ့သူ့မှာကွာခြားချက်တွေရှိမှာမဟုတ်ပါဘူးတဲ့ချိုတန်နီစူဂျီတို့နာဂိုင်ယာမမီချီနိုတော့ကိုအရိတဲ့イルカの違いってあり Okay ကြည့်အောင်ဒါဆိုတော့ခုပြောတာအားကစားကြောင်းပြောတာအားကစားကြောင်းပြောနေတယ်ရုပ်ရည်ကြီးတောင်အကြောင်းပြောလိုက်တောင်တက်နေတဲ့အကြောင်းပြောလိုက် Okay သူခုနပြောတာလေဒါဆိုတော့ဟီယူဖတ်တော့ကဟီယူဒီစာပိုင်းဖတ်နေရင်မဆိုင်တဲ့အကြောင်းအရာပေါ်လာရင်ဒါဟီယူဥပမာပေးပြီးသုံးထားတာမျိုးဖြစ်နိုင်တယ်ဆိုတာမျိုးဖြစ်နိုင်တယ်လေဆိုတော့ချောတန်းနေစူးကြည့်လို့နာဂိုင်ယာမမိချီအဲ့တော့တောင်ထိပ်ကိုဥတီနေတဲ့ရှေလျားတဲ့တောင်တက်လမ်းကြောင်းမှာဒိုခိုအာရိတဲ့ဣရုကနော်ခြိကိုက်တဲ့အာတို့ဘယ်နေရာကနေလမ်းလျှောက်နေတယ်ဆိုတာကွဲပြားပေမဲ့ခေဝရှိစာယခုခိနိုဥစစာဝဥエに行くほどスラクはなるが歩いて進むことや歩き方には変わりはないでတော့ကြည့်အောင်တောင်ထိပ်ကိုရှေလျားတဲ့လမ်းကြောင်းသွားတယ်ပေါ့နော်တောင်ထိပ်ကိုသွားတဲ့လမ်းကြောင်းကိုဘယ်နေရာမှာပဲဖြစ်ဖြစ်လမ်းလျှောက်နေတယ်တောင်ရှိရပဲ66တောင်ဘေးရပဲ66တောင်နောက်ကပဲ66ပေါ့နော်ဘယ်နေရာကပဲ66ကွဲပြားခြားနားချက်တွေရှိပေမဲ့ခဲဝါရှိစတောင်ရဲ့မတ်ဆောင်မှုတွေဥမာတောင်နောက်ဘက်ကတက်လို့ပိုပြီးမှတ်သွားတာတောင်ရှိဘက်ကတက်လို့ပိုပြီးမှတ်သွားတာအဲ့လိုမျိုးမရှိဘူးသူ့ရဲ့တောင် level ရောက်ရင် level တစ်ခုရောက်ရင်အနေထားအမြင့်တစ်ခုရောက်ရင်သူ့ရဲ့တောင်ရဲ့မတ်ဆောင်မှုတွေခုခိနိုဥစစလေထုပါလာမှုတွေပြောရင်တော့လေပီအားများလာတာပေါ့နော်လေထုပါလာမှုတွေဥရဲ့လေပီအားများလာတယ်ဆိုတာထက်ပေါ့နော်ဘယ်လိုပြောမလဲလေထုပါလွှာလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီမှာကြောင့်ဥစစသုံးလာတာကလေထုပါလွှာလာမှုတွေကလည်းဥရဲ့နီအကခုတော့အပေါ်ကိုရောက်လေစရာကွာနာရုံကပို့ပြီးတော့တဲ့ပင်ပန်းလာမှာပဲဖြစ်ပါတယ်တဲ့ပြင်းထန်လာမှာပဲဖြစ်ပါတယ်တဲ့အဲ့တော့歩いて進むことや歩き方には変わりないတဲ့အရှိကိုဆက်ပြီးလျှောက်ရမှာရဲ့ဒါမှမဟုတ်လမ်းလျှောက်ရမယ်နီးလမ်းတွေကတော့ကွာခြားမှုရှိမှာမဟုတ်ဘူးပြောင်းလဲမှာမဟုတ်ပါဘူးတဲ့ဆိုしてဒါကြောင့်မလို့ဒါအပြင်နဲ့ဒုခိုတဲ့တာချီတိုမတဲ့မှုဘယ်နေရာမှာပဲရက်လိုက်ယာမနိုခုခီဝရှင်းစံတဲ့ဒီတောင်ပေါ်မှာရှိတဲ့လေတုကလက်ဆက်ပြီးတော့ခေရှိခိမိုခေရှိခိဝဥစကရှိရှုခင်းတွေကလည်းလှပပါတယ်တဲ့その人によってလူတစ်ယောက်ချင်းစီအလိုက်ဒိုနိုတာကားစားတဲ့တန်နိုရှင်းတဲ့မို့အိမိုလို့ဒါရှိဘလို့အမြင့်မျိုးမှာမဆိုပျော်ရွှင်နိုင်ပြီးတော့ဆိုしてဒါကြောင့်ဆိုしてမို့ပဲねဆိုしてเนาะအဲ့လိုမျိုးပျော်ရွှင်နိုင်တာကအဲ့လိုမျိုးလောက်တာကဒါတွေနေတဲ့မို့ဘယ်သူပဲဖြစ်ဖြစ်もう少し高く登ってみたいと思わせるのがスポーツというものなのであるတဲ့အဲ့လိုမျိုးပေါ့နော်ဘယ်လိုအမြင့်မှာပဲဖြစ်ပျော်ရွှင်နိုင်တာကဒါတွေနေတဲ့မို့ဘသူပဲဖြစ်ဖြစ်ဘသူစီမှာပဲဖြစ်ဖြစ်ပေါ့နော်အာなんか不要歪で。もう少し、ねねりべぴぴ、高く登ってみたい、ねねかみみり、しゃうちね、それ、思わせる、对峙だがれ、スポーツという、あがだそれ、やべ、ぴぱれで。
ဆိုတော့ကြည့်ရအောင်သူဒီဘာပြောထားလဲဆိုရင်ရုပ်ချက်ကြီးတောင်တက်လန်းနဲ့ပြောထားတယ်အဲ့တော့တောင်ရဲ့ဘယ်နေရာကပဲတက်တောင်ကိုတက်မယ်ဆိုရင်ဒီတောင်ရဲ့မတ်ဆောက်မှုရဲ့ဒီတောင်ပေါ်တက်လေတို့ပါလွှာမှုတန်းကိုအပေါ်ကိုတက်လေခံရမှာပဲဖြစ်တယ်တောင်ရဲ့ဘယ်တောင်တက်လန်းကပဲတက်ပင်ပန်းမှုတန်းကိုခံရမှာဖြစ်ပေမဲ့တောင်ကိုဆက်တက်ရမယ်ပြီးရင်တောင်ပေါ်တက်တဲ့နီးလန်းပုံလမ်းလျှောက်တဲ့နီးလန်းကတော့ကွာခြားမှုရှိမှာမဟုတ်ပါဘူးတဲ့ပြီးတော့အဲ့လိုမျိုးလုပ်ပြီးတဲ့နောက်မှာဒါအပြင်ပေါ့နော်ဘယ်နေရာပဲရက်တောင်ရဲ့ပေါ့နော်တောင်ပေါ်ကနေလှမ်းကြည့်တဲ့လေထုကလက်ဆက်ပြီးတော့ရှုခင်းတွေကလည်းလှပါတယ်ကိုကတောင်ရဲ့နည်းနည်းလေးပဲအနေလေးပဲရောက်နေလို့မလှဘူးဆိုတာမျိုးမဟုတ်ပဲねကိုကဒီတောင်ရဲ့ဘယ်နေရာမှာမဆိုပေါ့နော်လေထုရဲ့လက်ဆက်မှုကိုခန်းစားနိုင်ပြီးတော့ရှုခင်းတွေလှတာကိုလည်းခန်းစားနိုင်မှာပါဒါကြောင့်မလို့လူတွေကကိုဘယ်နေရာဘယ်အမြင့်ကိုပဲရောက်ဒီရဲ့ပျော်ရွှင်မှုကိုခံစားနိုင်ပြီးတော့အဲ့လိုမျိုးလောက်တာကလည်းပဲဘယ်သူမဆိုနည်းနည်းလေးထပ်မြင့်မြင့်လေးတက်ကြည့်ခြင်းလိုက်တာလေထုကအပေါ်ရောက်လေထုကလက်ဆက်လာပြီးတော့ပင်ပန်းပင်ပင်လေးပေါ့နော်တောင်တက်ရတာပင်ပန်းပင်ပန်းလေးလက်ဆက်ပြီးတော့သူကရှုခင်းတွေကိုပို့ပြီးလှလှလေးမြင်နိုင်တာလေဒါကြောင့်မို့လို့နည်းနည်းလေးထပ်မြင့်မြင့်လေးတက်ကြည့်ခြင်းလိုက်တာလို့တွေးစေတဲ့အရာကအားကစားပဲဖြစ်ပါတယ်တဲ့ကဲဒါဆိုရင် तू ကအားကစားလောက်တာနဲ့တောင်တက်တာကိုဥပမာပေးပြီးပြောသွားတယ်ကဲအဲ့ဒါဆိုစမ်းစစ်လို့စဉ်းစားကြအောင်ဘယ်ဟာကသူ့ကိုဥပမာပေးပြီးပြောသွားလဲကဲကြそれでは一緒に読みましょう。長短の数字の長い山道、ရှည်လျားတဲ့တောင်ထိပ်ကိုဦးတည်နေတဲ့ရှည်လျားတဲ့တောင်တက်လမ်းကိုသူကဘာတော့ပြောထားလဲဆိုရင်ဂျော်ဒါဆန်နခတ်တွေဆိုတော့တိုးတက်ဖို့အတွက်လှုပ်ထုံးလှုပ်နီးလန်းနေလမ်းကြောင်းနေနဲ့နှိုင်းရှင်သွားတယ်။ပြီးရင်ဒီတောင်ရဲ့မတ်ဆောင်မှုတွေခုခိနောဥစစလေထုရဲ့ပါလွှာမှုတွေကဒီလေ့ကျင့်ခန်းလုပ်တဲ့အချိန်အားကစားအတွက်ပေါ့နော်အားကစားကိုသူ့ level တစ်ခုမြင့်အောင်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ run ရှုနောခိပိချိစဒီလေ့ကျင့်မှုရဲ့ပင်ပန်းမှုတွေတင်းကျပ်မှုတွေစရစပင်ပန်းမှုတွေနဲ့နှိုင်းရှင်သွားတယ်။ပြီးတော့ယာမနိုခိုကီဝါရှင်းဆန်ခေရှိခိမှုဥစကုရှိအဲ့တော့ဒီယာမတောင်တက်ရတဲ့ဟာတွေကလေထုကလက်ဆက်ပြီးတော့ရှုခင်းလေးတွေကလှတယ်ဆိုတာကြာအားကစားလုပ်ရင်ကပျော်ရွှင်မှုကိုရနိုင်နေဆိုတဲ့အဓိပ္ပာယ်အားကစားရဲ့ပျော်ရွှင်မှုနဲ့ဒီတောင်တက်တဲ့အခါမှာရနိုင်တဲ့လေထုရဲ့လက်ဆက်မှုရှုခင်းတွေရဲ့လှပမှုနဲ့အဲ့ဒါကိုဥပမာလေးတင်ပြီးတော့ပြောသွားတယ်ပြီးရင်တောင်ထက်ရဲ့တာကဆာဆိုတာကအားကစားရဲ့ level တွေနဲ့ဥပမာတင်ပြီးတော့ပြောသွားတယ်ပြီးရင်နည်းနည်းလေးပဲဖြစ်ဖြစ်တောင်ကိုအပေါ်လေးကိုမြင့်အောင်တက်ကြည့်ခြင်းနဲ့ဆိုတာကအားကစားကိုပိုတော်အောင်လုပ်ကြည့်ခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ပြောချင်တာကအားကစားကိုဒီစာပိုက်တစ်ပိုက်လုံးကိုပေါ့နော်စင်စစ်တို့ခြုံပြီးပြောမယ်ဆိုရင်အားကစားကိုလောက်ရတဲ့ရည်ရွယ်ချက်နဲ့ level တွေမတူဘူးဆိုပေမဲ့အားလုံးကအားကစားပဲဖြစ်ပြီးတော့ကိုယ့်ရဲ့ level မှာပျော်ရွှင်ရင်းနဲ့ပိုကောင်းလာဖို့စူးစမ်းနိုင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့တော့ကိုကဘယ် level ပဲရောက်သူ့ရဲ့လှုပ်ထုံးလုပ်နည်းတွေပေါ့နော်စူးစမ်းရတဲ့နည်းလမ်းတွေကတော့ပြောင်းလဲမှာတော့မဟုတ်ဘူးဒါပေမဲ့ကိုကဘယ်နေရာမှာပဲဖြစ်ဖြစ်တောင်တက်ရင်တောင်ရဲ့ရှုခင်းတွေကိုလှမ်းကြည့်ပြီးတော့လေထုကိုရှူရတယ်လို့ပဲပျော်ရွှင်ရတယ်လို့ပဲအားကစားလုပ်ရင်းနဲ့လည်းပျော်ရွှင်မှုကိုခံစားနိုင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါလေးကိုဥပမာတင်ပြီးပြောသွားတာပါဆိုတော့ဒါဆိုရင်စမ်းစစ်တို့ဒီတော့ကြီးလေးကိုဖတ်ကြည့်အောင်စာရေးဆရာပြောချင်ဆုံးအကြောင်းအရာကဘာလဲတဲ့အချီပန်းကကြတော့ထိုးဆန်းတောင်းတက်တာထိုးဆန်းはどんな人でも楽しむことができ誰もがより高いところを目指そうとするごめんအဲ့တော့တောင်တက်တာကတဲ့ဒေါနာဟီတိုတဲ့မို့ဘလို့လူမျိုးပဲဖြစ်ဖြစ်တာနိုရှိမှုခုတ်တိုကတဲ့ကိပျော်ပျော်ရွှင်ရွှင်တက်နိုင်ပြီးတော့ဒါတွေမို့ဘသူပဲဖြစ်ဖြစ်ယောရီတာကိုက်တိုကိုတော့ဘသူထက်မဆိုမြင့်တဲ့နေရာကိုတက်ဖို့ရည်ရွယ်ပါတယ်တဲ့ဆိုတော့စားပိုက်တဲ့ဆိုလိုရင်းနဲ့မှာဒါမျိုးကြီးမပြောထားဘူးလေနော်စင်စီတို့အစင်အချီပန်းဒီမှာပါတယ်ကနေပန်းကြည့်အောင်ထိုးစန်းသူယူစဖို့ဆိုကတောင်တက်တယ်ဆိုတဲ့အားကစားကတဲ့ကိုယ့်ရဲ့နီအီကူဟိုတို့အပေါ်ကိုရောက်လေခရုရှိကနာရကပို့ပြီးတော့ခက်ခဲပင်ပန်းလာလေဖြစ်ပြီးတော့ဒိုကိုနီမိုတာနိုရှိဆာဝါအာရီမတ်ဘယ်နေရာပဲဖြစ်ဖြစ်ပြောရှင်နိုင်မှာဒါစီတို့ဒီတောင်တက်တယ်ဆိုတာကဥပမာတင်စားပြီးပြောနေတာတောင်တက်တဲ့အကြောင်းရင်းကိုပြောနေတာမဟုတ်ဘူးတကယ်ပြောတဲ့အကြောင်းအရာဒီ civil ဆိုတဲ့အကြောင်းအရာကိုပြောနေတာတောင်တက်တဲ့အားကစားကိုပြောနေတာမဟုတ်ဘူးเนาะဒါခါတာညီပန်းဒီလဲမှားပါတယ်စမ်းပန်းကိုကြည့်အောင် civil ဆိုတော့どのレベルでも楽しさがあり少しでも上達したいと思うものであるအားကစားဆိုတာကတဲ့ဘယ် level ပဲရောက်ပျော်ရွှင်နိုင်တယ်ပျော်ရွှင်မှုရှိနိုင်ပြီးတော့နည်းနည်းလေးပဲဖြစ်ဖြစ်တိုးတက်ခြင်းတယ်လို့တွေးမိစေတာကကဲဒီမှာဆိုရင်စာပိုက်ထဲမှာစစရေးတရားကစာပိုက်ထဲမှာနည်းနည်းလေးပဲဖြစ်ဖြစ်ကျွမ်းကျင်ခြင်းနဲ့ဆိုတဲ့ဒီဂျောသားဆရှိတိုက်လို့လည်းမပါဘူးโอเคစစတို့ဒီမှာ
သူဒီဘာကိုလေဥပမာတင်စားပြောသွားလဲဆိုရင်စကိုရှိတာကကုနောပိုတင်မိတိုင်းနည်းနည်းလေးအပေါ်ကိုတက်ကြည့်ခြင်းနဲ့ဆိုတာဒီဥပမာတင်သွားတဲ့စကားလုံးမှာအဲ့ဒါကိုစကိုရှိတဲ့မို့ဂျော်ဒါဆိုရှိတိုင်းဆိုတဲ့စကားလုံးလေးနဲ့သုံးသွားတယ်နော်မိတ်စီမဆန်ဒီလို line လေးကြာသွားလို့ပါနော်အဲ့တော့ပြန်သွားရအောင်ဆိုတော့ပြန်လေးရှင်းနေရရောက်သွားပြီပေါ့နော်動産というすごさは上に行くほど楽しくなるがどこにも楽しさはあるတဲ့အဲ့တော့ဒီအားကစားဆိုတာကပဲအမြင့်မဲရောက်ရောက်ပင်ပန်းခက်ခဲမှာဖြစ်ပေမဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ရွှေမှုရှိပါဆိုတော့ဒါတို့ဒီ suppose ဆိုအကြောင်းပြောတာမဟုတ်တဲ့အတွက်ကြောင့်မို့ဒီဖြေရမှာတယ်။3番 suppose とはどのレベルでも楽しさがありအားကစားဆိုတာကတဲ့ဘယ် level ဖြစ်ဖြစ်ရွှေမှုရှိပြီးတော့少しでも上達したいအဲ့တော့ဒါတို့ဒီဒါဒီဥပမာတင်ထားတယ်ဆိုတာကိုသိရမယ်နော်။少し高く登ってみたいဆိုတဲ့စကားလုံးရဲ့少しでも上達したいဆိုတဲ့စကားလုံးရဲ့အဲ့ဒါကိုသိရမယ်ဆိုတော့အဖြေမှန်ကနံပါတ်3ဖြစ်သွားပါမယ်။နံပါတ်4ကဘာပြောလဲကြည့်အောင် suppose には様々なレベルがあるတဲ့အားကစားမှာအမျိုးမျိုးသော level တွေရှိပြီးတော့တာနိုရှိကုနိုင်မနိုကပျော်စရာမကောင်းတဲ့အရာက suppose ではないအားကစားမဟုတ်ပါဘူးတဲ့ဒါစာရေးသူမပြောထားဘူးလေနော်အဲ့တော့ဒါရှိ答えは3番ですအဖြေမှန်ကတော့နံပါတ်3ဖြစ်ပါတယ်နော်အဲဆိုရင်နားဆန်တော့လဲနားလည်မယ်လို့ထင်ပါတယ်